အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ခုရောက်ရှိနေရလေးကကိုမွန်ကားတို့ပညာကားစီဆန်တိုင်း showroom နံပါတ်2အပိုင်းမြင့်ကားတဲ့0 kg brand new ကားတွေထားရှိတဲ့ showroom လေးကိုရောက်ရှိနေရဖြစ်ပါတယ်ကျွန်တော်စီမှာအခုရက်ပိုင်းမှာကားလေးတွေများစွာအသစ်ထမှန်ရောက်ရှိတာပါတယ်ခင်ဗျာအချမ်းမတိုင်ပြီးဝယ်ယူရရှိနိုင်မဲ့ကားလေးတွေနဲ့ကျွန်တော်အသစ်ထမှန်ရောက်ရှိလာတဲ့ကားလေးတွေကိုလိုက်လံပြီးတော့ပြသပေးမှာဖြစ်ပါတယ်ဒီပတ်ပေးပါဆိုရင်တော့ကျွန်တော်စီမှာ T2 ရှိလား T2 ရှိလားလို့မေးရတဲ့ကားချစ်သူမိတ်ဆွေများအတွက်ဂျက်တော် T2 ကားလေးအသစ်ထမှန်ရောက်ရှိတာပါတယ်ခင်ဗျာကျွန်တော်0 kg ကိုမှဝယ်ယူသူမိပေါ့နောက်ဆုံးနံပါတ်ရန်ကုန်လိုင်စင်နဲ့ဝယ်ယူရရှိနိုင်မဲ့ကားမျိုးစားလေးပဲဖြစ်ပါတယ်2025 model မှာ20တာဖို့ကျွန်တော်တို့ all-wheel drive လေးနဲ့ရရှိမဲ့ကားမျိုးစားလေးပဲဖြစ်ပါတယ်ကျွန်တော်ဒီဘက်ဘေးမှာဆိုရင်တော့ချန်ကန် CS75 Plus 2025 model လေးပဲဗျကျွန်တော် 7S ကိုမှရန်ကုန်လိုင်စင်2000ကျော်မှနံပါတ်အလှလေးနဲ့ဝယ်ယူရရှိနိုင်မဲ့ကားမျိုးစားလေးပဲဖြစ်ပါတယ်ကျွန်တော်ရုပ်ထွက်ပိုင်းနဲ့တော်တော်လေးလှတယ်ကျွန်တော်တက် generation လို့တော့ပြောလို့ရပါတယ်ခင်ဗျာကျွန်တော်ဒီဘက်ဘေးမှာဆိုရင်တော့ Beijing ကျွန်တော် Beijing တွေကမေးရတဲ့ကားချစ်သူမိတ်ဆွေများအတွက် BIC Beijing H7 2023 model engine power 1.5 ကိုမှတာဘူလေးနဲ့ရရှိမဲ့ကားမျိုးစားလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော် SUV type ကိုမှကျွန်တော်တို့အဖြူရောင် color လေးလိုချင်တယ်ကျွန်တော်နံပါတ်ကိုမှ 5S ရန်ကုန်လိုင်စင်လေးလိုချင်တယ်ဆိုတော့ကားချစ်သူမိတ်ဆွေများအတွက်ရုပ်ထွက်လည်းလမ်းရမယ် fashion လည်းစုံရမယ်ဆိုတော့ကားတစ်စီးပဲဖြစ်ပါတယ်ခင်ဗျာ Beijing H7 အသစ်ထမှန်ရောက်ရှိတာပါတယ်ကျွန်တော်ဒီဘက်ဘေးမှာဆိုရင်တော့ 4version T77 Pro ကားလေးဆိုရင်တော့ကျွန်တော်တို့စီမှာ2စီးရွေးချယ်ပြီးတော့ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျာ2စီးလုံးတော့ကျွန်တော် 4S တည်းကြီးပဲတစ်စီးကတော့ရန်ကုန်လိုင်စင်လေးနဲ့ရရှိမယ်နောက်တစ်စီးကတော့ကျွန်တော်တို့ MD1 လိုင်စင်လေးနဲ့ရရှိမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်နှစ်စီးလုံးက2022 model မှာ engine power 1.5 ကိုမှတာဘူလေးနဲ့ရရှိမဲ့ကားမျိုးစားလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဝါရောင် color လေးနဲ့ရမယ်ကျွန်တော်ဒီဘက်ဘေးမှာဆိုရင်လည်းအနက်ရောင် color လေးနဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်ကျွန်တော်နောက်တစ်စီးကတော့ဂျက်တော်တွေကကားတစ်စီးဖြစ်တဲ့ဂျက်တော် 850 ကားလေးရှိပါမယ်ခင်ဗျာကျွန်တော်ဒီမှာ 1T ကိုမှရန်ကုန်လိုင်စင်2025 model မှာ1000ကျော်လေးနဲ့ရရှိမှာဗျကျွန်တော်နောက်ထပ်0 kg brand new ကားလေး2စီးရဆိုတော့ကျွန်တော် Sinotruk VGV U73 Pro ကားလေးရှိမယ်2စီးအဖြူအမဲကျွန်တော်0 kg brand new ကားလေးပဲဝယ်သူမိဘကမှနောက်ဆုံးနံပါတ်ရန်ကုန်လိုင်စင်နဲ့ရရှိမှာဗျခုံသုံးတန်းကားရှိကြီးပဲဖြစ်ပါတယ်ခင်ဗျာ Sinotruk VGV U73 Pro ကျွန်တော်ဒီဘက်ဘေးမှာဆိုရင်တော့ GAC GS7 ကျွန်တော် GAC brand တွေကမှကျွန်တော်စီးကျင်ရဆိုတဲ့ကားချစ်သူမိတ်ဆွေများအတွက် GAC GS7 ဆိုတဲ့ကားရှိမယ်2018 model ကျွန်တော်ကနန်းအနေထားလဲကျွန်တော်စုံကနန်းပေါ့နော်ကျွန်တော်2 Q ကိုမှ MD1 လိုင်စင်လေးနဲ့ရရှိပါမယ်ခင်ဗျာကျွန်တော် GAC brand တွေကအောက်ပိုင်းမြင့်ခက်ခက်ညာညာစီးကျင်ရဆိုတဲ့ကားချစ်သူမိတ်ဆွေများအတွက်2018 model engine power 2.0 ကိုမှတာဘူနဲ့ရရှိမယ်ကားမျိုးစားပဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ်တစ်စီးကတော့ကျွန်တော်တို့KI brand တွေကကားမျိုးစားလေးဖြစ်တဲ့ KI Carnival ကျွန်တော်ခုံ3တန်း4တန်းပေါ့နော်ကျွန်တော်ကားကြီးမိသားစုများနဲ့ခီးတွေပါသွားကျင်တယ်ဆိုရင်ကားချစ်သူမိတ်ဆွေများတော်တော်လေးကိုအဆင်ပြေတယ် engine power 2.2 ကိုမှဒီဇယ်လေးနဲ့ရရှိမဲ့ကားမျိုးစားလေးပဲဖြစ်ပါတယ်ဒါလေးလည်းကျွန်တော်စုံကနန်းလေးပဲဗျ 4R ကိုမှပကိုးလိုင်းစင်နဲ့ရရှိပါမယ်ကျွန်တော်စုံကနန်းဆိုရင်ကျွန်တော်ဒီ Carnival လေးရှိမယ်ကျွန်တော်ပြီးသွားရင် GAC GS7 ဆိုတဲ့ကားကြီးရှိမယ်ကျွန်တော်ပြီးသွားရင်လည်း 4version T77 Pro ကားလေး2စီးပေါ့နော်အားလုံးပေါင်း4စီးကျွန်တော်စုံကနန်းမဲ့ယူမာကနန်းမဲ့ယူပေါ့နော်ကျွန်တော်တို့စီမှာစုံနေမှတွေမေးတယ်ဆိုရင်ကားချစ်သူမိတ်ဆွေများတော့ကလည်းစုံကနန်းရောမာကနန်းရောကျွန်တော်တို့စီမှာ2မျိုး2စားပေါ့နော်ရွေးချယ်ပြီးတော့ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်နောက်ဆုံးအနေနဲ့ပြသပေးချင်တာကတော့ Volkswagen Tiguan လေးရှိပါမယ်ခင်ဗျာ model year အနေနဲ့က2019 engine power အနေနဲ့က 2.0 နဲ့ရရှိမဲ့ကျွန်တော် Germany brand ကားမျိုးစားလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော် China brand လည်းမစီးချင်ဘူး Japan brand လည်းစီးရရိုးနေပြီဆိုရင်ကားချစ်သူမိတ်ဆွေများတော့ကလည်းကျွန်တော်တို့စီမှာ Volkswagen Tiguan ဆိုတဲ့ Euro brand မျိုးစားကားလေးတစ်စီးရှိပါမယ်ခင်ဗျာကျွန်တော်အဖြူရောင် color လေးကိုမှ 7R လေးနဲ့ရရှိမဲ့ကားမျိုးစားလေးပဲဖြစ်ပါတယ်ဒါလေးကကျွန်တော်ခုပြပေးခဲ့တာက showroom နံပါတ်2မှာရှိတဲ့အောက်ပိုင်းမြင့်ကားတွေ0 kg brand new ကားလေးတွေကိုလိုက်လံပြီးတော့ပြသပေးလိုက်တာပဲဖြစ်ပါတယ်ကျွန်တော် showroom နံပါတ်1ထဲမှာဆိုရင်ဂျပန်ကားတွေကမေးရကြတဲ့ကားချစ်သူမိတ်ဆွေများအတွက်ကျွန်တော်စီမှာဂျပန်ကားပေါ့နော် Toyota Nova လိုကားတွေအပြင်ကိုကျွန်တော်တို့ Toyota Fiera လိုကားမျိုးတွေကျွန်တော်စီမှာအသစ်ထမှန်ရရှိတာပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ